မင်္ဂလာပါရှင်ဒီနေ့မှာတော့တရက်တီငပိကြော်လေးကြော်စားပြစ်လို့အားလုံးလည်းလိုက်လုံစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ကြက်သွန်နီတစ်လုံးစာလောက်ကိုပပလေးတွေလိဖြတ်ပေးထားပါတယ်ကြက်သီး6လေးတွေကိုရေးစိမ့်ပါမယ်ရှင်တရက်ဒီအစိမ်းရှိရင်လည်းတက်ဒီအစိမ်းလေးကိုအသုံးပြုပြီးတော့ချက်နိုင်ပါတယ်ရှင်ကြက်သွန်ဖြူတစ်ချမ်းစာလောက်ကိုလည်းအခုလိုမျိုးလေးပပလေးတွေလိဖြတ်ပေးထားပါတယ်ရှင်ကြက်သွန်နီနနွမ်းမုတ်တို့ကိုထည့်ပြီးတော့စီတက်ပါမယ်ကြက်သွန်လေးတွေအနှဲငယ်ကျက်လာတဲ့ချိန်မှာကြက်သွန်ဖြူလေးကိုပါထည့်ပြီးတော့စီတက်ထားပေးလိုက်ပါတယ်အယောင်တင်မို့အနှဲငယ်ထည့်ပါတယ်ပဇွန်ကြောင်ရေးဆေးထားတာလေးထည့်ပေးပါတယ်ငပိထည့်ပါတယ်ငပိကတော့တစုံမောက်မောက်လေးထည့်ပါတယ်စီတက်ထားတာလေးတွေအယောင်ပြောင်းလာတဲ့အချိန်မှာတော့တရက်သီး6လေးကိုထည့်ပါတယ်ရှင်အရသာအတွက်ငါးသားမှုတ်ထည့်ပါတယ်စားအနည်းငယ်ထည့်ပါတယ်ပြီးရင်တော့တေချာလေးအရသာလေးတွေနှံ့သွားအောင်လို့မှုရင်းနဲ့ကြော်ပေးလိုက်ပါတယ်မြုပ်သီးအကြက်ဖက်2စွန်းစာလောက်ထည့်ပေးလိုက်ပါတယ်ငမ်းပြာရည်အနည်းငယ်ထည့်ပါတယ်ရှင်ခုဆိုရင်တော့အရသာရှိပြီးတော့အရန်ကိုမှစားလို့ကောင်းတဲ့တရက်သီးငပိကြော်လေးရပါပြီအားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်